ဒီချီးမွမ်းနေတာမှာအကုန်လုံးအရင်ပြောသွားမှာဖြစ်တယ်ဟာလေလုယာသူမကလို့ငါမကတာမဟုတ်ဘူးနော်အကုန်လိုက်ကြည့်ပါနဲ့